မအောင်ရနိုင်တော့လို့မန္တလေးကျုံးပေးလူမြင်ကွင်းမှာတင်ချစ်စနီးကိုနမ်းရှိုက်နေတဲ့ထွထွရဲ့ဗီဒီယိုဖိုင်ထွက်ပေါ်ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့လူမှုကွန်ရက်ပေါ်မှာပရိသတ်တွေကြားရေးရန်စားနေတဲ့အနုပညာရှင်စုံတွေဖြစ်တဲ့ချစ်စရာအခိုက်အတန့်လေးတစ်ခုကိုတင်ဆက်ပေးချင်တာပါအဆိုတော်တရုတ်ဆောင်ထွန်းကမန္တလေးကျုံးပေးမှာသူ့ရဲ့ချစ်စနီးကိုနှခမ်းချင်းနှမ်းပြီးတော့ချစ်ခင်မှုကိုဖော်ပြနေတဲ့တပ်ပုံနဲ့ဗီဒီယိုတွေဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာပြီးပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်ဒီမြင်ကွင်းကလူအများကိုအပြုံးတွေကွင်းစေခဲ့တယ်လို့အချစ်ဆိုတာအချိန်ကြာလည်းမလျော့နိုင်သေးဘူးဆိုတဲ့ခံစားချက်ကိုပေးဆိုင်ခဲ့ပါတယ်ထွန်းကအနုပညာလောကမှာနှစ်ပေါင်းများစွာရည်တည်လာခဲ့တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။တချင်းတွေတရုပ်ဆောင်မှုတွေကြောင့်တာမကသူ့ရဲ့ရိုးသားတဲ့ပုံစံတွေကြောင့်လည်းပရိသတ်တွေကချစ်ခင်အားပေးကြပါတယ်။ဒီတစ်ခါမှာတော့အနုပညာအလုပ်ကိုမလုပ်တော့ဘဲမိသားစုဘဝတည်းကချစ်ချင်းမြတ်တာတရားကိုဖော်ပြတဲ့အခိုက်အတန့်လေးကြောင့်လူမှုကွန်ရက်ပေါ်မှာလူပြောများလာခဲ့တာဖြစ်ပါတယ်။အချို့ပရိသတ်တွေကတော့ဒီလိုမျိုးအချစ်မျိုးကိုမြင်ရတာကြည်နူးဖို့ကောင်းလိုက်တာအိမ်အောင်ကြပြီးသွားတဲ့အချစ်တွေကမလျော့တော့ဘူးလို့မှတ်ချက်ပေးကြပါတယ်။မန္တလေးကျောင်းဟာဒေသခံတွေတော့မကခရီးသွားတွေအတွက်ပါလှပတဲ့အပန်းဖြေနေရာတစ်ခုဖြစ်ပါတယ်ဒီလိုလှပတဲ့နေရာလေးမှာထွတ်ထွတ်နဲ့သူ့ရဲ့ချစ်စနီးတို့ဟာတူတူလမ်းလျှောက်ကြရင်ကြည်နူးစရာခိုက်တန့်လေးကိုနမ်းရှက်ရင်းဖြတ်တိုင်းခဲ့ကြတာဖြစ်ပါတယ်ဒီပုံရိပ်တွေဟာစီစဉ်ထားတဲ့တက်ပုံရိုက်ကူးမှုထက်တဘာဝကျတဲ့ခန်းစားချက်ကိုပုံမပြီးတော့မှပေးဆိုင်ခဲ့တဲ့တို့ပိတ်တဲ့တချို့ကမှတ်ချက်ပေးခဲ့ကြပါတယ်လူတိုင်းကအချစ်ကိုဖော်ပြတဲ့ပုံစံချင်းမတူညီကြပါဘူးအချို့ကစကလုံးနဲ့ဖော်ပြကြတယ်အချို့ကလက်ဆောင်ပေးခြင်းနဲ့ဖော်ပြကြပါတယ်အချို့ကျတော့ပွေးဖက်ခြင်းလက်တွဲခြင်းဒါမှမဟုတ်နူးညံ့တဲ့နှက်ရှိုက်ခြင်းတွေကနေပြီးတော့မှချစ်ချင်းမြတ်တာတရားကိုဖော်ပြကြပါတယ်ဒီလိုမျိုးဗီဒီယိုနဲ့တက်ပုံတွေပြန့်နှံ့လာပြီးတဲ့နောက်မှာတော့ပရိသတ်တွေကကွန်ပျူတာစကားနဲ့အားကျတဲ့မှတ်ချက်တွေကိုရေးသားခဲ့ကြပါတယ်။တချို့ကဒီလိုစုံတဲ့တွေကိုမြင်ရတာစိတ်ချမ်းသာတယ်။အမြဲတမ်းပျော်ရွှင်ကြပါစေ။အချစ်တွေဒီထက်ပိုပြီးခိုင်မြဲကြပါစေဆိုပြီးတော့မှဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။ထွန်းထွန်းနဲ့သူရဲ့ချစ်စနီးတို့ရဲ့ဒီချစ်စရာအခိုက်အတန့်လေးဟာပရိသတ်များစွာကိုအပြုံးပန်းပွင့်စေခဲ့ပါတယ်။အချစ်ဆိုတာကြီးကျယ်ခမ်းနားတဲ့အရာတွေနဲ့ပဲဖော်ပြရနိုင်လို့မဟုတ်ပဲနေ့စဉ်ဘဝတက်ကရိုးရှင်းတဲ့အပြုမှုလေးတွေကလည်းတန်ဖိုးရှိတဲ့အမှတ်တရတွေကိုဖြစ်လာနိုင်စေပါတယ်။သူတို့နှစ်ယောက်ရဲ့မိသားစုဘဝဟာအမြဲတမ်းပျော်ရွှင်ချမ်းမြေပြီးအချစ်တွေဒီထက်ပိုပြီးတော့မှခိုင်မြဲပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ပရိသတ်ကြီးရောဒီချစ်စရာအခိုက်အတန့်လေးကိုမိသုံးမြများရှိကြပါသလဲရှင်။ကွန်မမှာမျှဝေပေးခဲ့ကြပါဦး။နောက်ထပ်လူပညာရှင်တွေရဲ့စိတ်ဝင်စားဖွယ်တဲ့တင်တွေပြန်လည်ပြီးတော့မှတွေ့ဆုံကြပါမယ်ရှင်။